လူတယောက်ဟာသူတို့ကိုချင်းချောက်ဖို့တင်းနဲ့ကိုမြောက်လိုက်ုံတက်တက်ပါပဲပြီးတော့လူတိုင်းအံ့အားသင့်သွားရတာကတော့ကပတ်ရိန်နဲ့ယာနဲ့ချီတဲ့တင်မောသားတွေဟာကြောက်လန့်ကြတဲ့တင်မောကိုဆွန့်ပစ်ပြီးထွက်ပြေးသွားကြပါတယ်ဒါကိုမြင်တော့အင်ဆပ်ပတ်တော်ဟာအမိန့်ကိုလက်ခံရရှိပြီးပင်လယ်ဓာပြကိုအညံ့ခံဖို့နားချဖို့အတွက်လေနဲ့ချက်ချင်းအပြေးလွှားသွားခဲ့ပါတယ်ဒါပေမဲ့ပင်လယ်ဓာပြကတော့လက်မခံပဲတင်းနဲ့၃ချက်ပစ်လိုက်ပြီးအင်ဆပ်ပတ်တော်ရဲ့လေကိုအပေါက်၈ပေါက်ဖောက်လိုက်ပါတယ်အင်ဆပ်ပတ်တော်ရေထဲနှင်းမြုပ်သွားတာကိုကြည့်ပြီးပင်လယ်ဓာပြကဝမ်းသာအားရဖြစ်နေပါတယ်ဒါပေမဲ့သူလန့်သွားတာကတော့အင်ဆပ်ပတ်တော်ဟာရေငုံတင်မောတစ်စီးကိုမောင်းနေရင်ရုတ်တရက်ပြန်ပေါ်လာတာပါပဲဒေါသထွက်သွားတဲ့ပင်လယ်ဓာပြဟာအမြောက်ကိုချက်ချင်းလှည့်ပြီးပြစ်ခတ်လိုက်ရာရေငုံတင်မောဟာအပိုင်းပိုင်းပြတ်သွားခဲ့ပါတယ်သူအောင်ပွဲခံလို့ကောင်းနေတော့မှပဲဒုံးကြီးတစ်စင်းဟာသူ့စီတဲပြန်တန်းလာပါတယ်သူဟာထိတ်လန့်ကြတဲ့နားကိုပိတ်ထားလိုက်ပြီးမှဒါဟာအင်ဆပ်ပတ်တော်ရဲ့ရေငုံတင်မောဖြစ်မှန်းသိလိုက်ရပါတယ်သူ့ရဲ့တုတ်ပြန်မှုကိုမြင်တော့အင်ဆပ်ပတ်တော်ဟာနောက်ထပ်တစ်ချက်ပြစ်လိုက်ပြန်ရာသူ့ကိုလေထဲ3ပေလောက်မြောက်တက်သွားစေခဲ့ပါတယ်အင်ဆပ်ပတ်တော်မှာလက်နက်လုံးဝမပါတာကိုပင်လယ်ဓာပြတတိပြုမိတဲ့အခါသူယုံကြည်မှုရှိသွားပါတယ်သူဟာအင်ဆပ်ပတ်တော်ကိုဖမ်းဆွဲပြီးရမ်းခါလက်ပတ်ပစ်လိုက်ပေမဲ့အင်ဆပ်ပတ်တော်ကတော့တမျိုးမျိုးနဲ့ဘေးကိုလွတ်ထွက်သွားခဲ့ပါတယ်ဒေါသထွက်နေတဲ့ပင်လယ်ဓာပြဟာအင်ဆပ်ပတ်တော်ကိုအမြောက်ကြီးစံနဲ့ထည့်ပြီးပစ်လိုက်ပေမဲ့အင်ဆပ်ပတ်တော်ဟာလေထဲမှာတင်ထီးတစ်ချောင်းကိုထုတ်ပြီးတင်မောပေါ်ကိုအေးဆေးဆေးပြန်ဆင်းလာခဲ့ပါတယ်ဒါကိုမြင်တော့ထိုလူကသူ့ကိုထပ်မံဖမ်းဆွဲပြီးအမြောက်ထဲပြန်ထည့်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့တခုခုတော့မှားယွင်းနေပါတယ်သူတွားရောက်စစ်ဆေးကြည့်တဲ့အခါအမြောက်ပြောင်းဝဟာလုံးဝပိတ်ဆို့နေတာကိုတွေ့ရှိခဲ့ပါတယ်ပိတ်ဆို့နေတဲ့အရာကိုသူဆွဲချလိုက်တဲ့အချိန်မှာပဲအင်ဆပ်ပတ်တော်ကအမြောက်ကိုပစ်ခတ်လိုက်ရာထိုလူကိုအဝေးကြီးလွင့်ထွက်သွားစေခဲ့ပါတယ်သူဟာလေငယ်တစ်စီးနဲ့ချက်ချင်းပြန်လော်ခတ်လာပြီးအိတ်တအိတ်ကိုဆွဲယူကအင်ဆပ်ပတ်တော်ကိုအထဲမှာပိတ်လောင်ပြီးပင်လယ်ထဲပစ်ချလိုက်ပါတယ်သူအောင်ပွဲခံနေတော့မှပဲအင်ဆပ်ပတ်တော်ဟာဘာမှမဖြစ်ခဲ့သလိုမျိုးသူ့ဘေးမှာရုတ်တရက်ပေါ်လာပြီးစကားပြောနေပါတယ်မယုံနိုင်လောက်အောင်ဖြစ်သွားတဲ့ထိုလူဟာရေထဲကအိတ်ကိုအသေးအတန်ပြန်ဆွဲတင်ပြီးဖြေလိုက်တဲ့အခါအထဲမှာအင်ဆပ်ပတ်တော်ပြန်ရှိနေပြန်ပါတယ်လုံးဝအံ့အားသင့်သွားတဲ့ထိုလူဟာရှင်းလင်းချက်တစ်ခုကိုတောင်းဆိုခဲ့ပါတော့တယ်အခုလို movie recap တွေအတွက်အရေးပါတဲ့ movie တွေကိုဒီဘက်ကနေယူလို့ရပါတယ်ဗျ